တကဘာလုံးကမုန်တီးနေကြတဲ့ကင်ဆိုယွန်းပရိသတ်ရှည်ပြန်လာနိုင်တော့မှာလားကိုရီးယားနုပညာလောကမှာနှစ်သားလေးလို့တင်စားခေါ်ဝေါ်ခြင်းခံခဲ့ရတဲ့အထိပြည်စုံလုံးတဲ့မင်းသားကင်ဆိုယွန်းတယောက်အခုချိန်မှာတော့တကဘာလုံးရဲ့ရွှန်ရှာမုန်တီးခြင်းကိုခံနေရတဲ့တရခန်တယောက်လိုဖြစ်နေပါတယ်ရုပ်ကလေးနဲ့မှမလိုက်ဆိုတဲ့စကားသူ့အတွက်ဖြစ်လာလိမ့်မယ်လို့ဘယ်သူမှမထင်ခဲ့ကြပါဘူးမင်းသားကင်ဆိုယွန်းဟာအခုချိန်မှာတော့သူ့ရဲ့ဂုဏ်သိက္ခာတွေကျသွားရုံနဲ့မကပဲအဖက်ဆင်မရတဲ့အခြေအနေဆိုးနဲ့ရင်ဆိုင်နေရတာပါမင်းသားကင်ဆိုယွန်းဟာ My Love from the Star အနေစလို့ Queen of Tears အထိပရိသတ်တွေရဲ့အသေးဆွဲဇာတ်ကားပေါင်းများစွာနဲ့အောင်မြင်မှုရဲ့ထိပ်ဆုံးကိုတက်လှမ်းခဲ့သူဖြစ်ပါတယ်။အမြဲတမ်းပြုံးချုံနေတဲ့မျက်နှာနဲ့ပြည်သူတွေကိုကူညီတတ်တဲ့စိတ်ထားအလူတန်းနေရရရော်ရော်လုပ်တတ်တဲ့နတ်သားလေးဆိုတဲ့ပုံရိပ်တွေကြောင့်သူ့ကိုတကဘာလုံးကချစ်ခင်ခဲ့ကြတာပါ။ဒါပေမဲ့ပေါ်ထွက်လာတဲ့အရှုပ်တော်ပုံတွေကတော့အဲ့နာမည်ကောင်းတွေအားလုံးကသူ့ရဲ့နောက်ွယ်ကအမှောင်ချမ်းကိုဖုံးကွယ်ထားတဲ့မျက်နှာဖုံးတွေတသက်ပဲလားဆိုပြီးပရိသတ်တွေကိုအကြီးအကျယ်ရင်နာသွားစေခဲ့ပါတယ်။အရှုပ်တော်ပုံမှာအဓိကပါဝင်ခဲ့တဲ့မင်းသမီးကင်ဆယ်ရွန်ရဲ့အခြေအနေကတော့တကယ်ကိုသနာစရာကောင်းလာပါတယ်။အရေးချင်းရှိပြီးတောက်ပတဲ့အနာဂတ်ရှိတဲ့မင်းသမီးတစ်ယောက်ကဒီကိစ္စတွေကြောင့်အမှုပညာလောကတွေကနေသားမကလူလောကကပါအပီးပိုင်ထွက်ခွာသွားခဲ့ရပါတယ်။ကင်ဆိုယွန်းဟာမင်းသမီးလေးအပေါ်ဘလောက်ထိလှုပ်ရက်ခဲ့တယ်လဲဆိုတဲ့အချက်တွေကနိုင်ငံတကာပြည်သက်တွေကြားမှာထိတ်လန့်စရာဝေဖန်မှုတွေဖြစ်စေခဲ့ပါတယ်။အဖြစ်မှန်တွေကိုတေချာမသိရသေးပေမဲ့လည်းဂုဏ်သိက္ခာရှိခဲ့တဲ့မင်းသားတစ်ယောက်အနေနဲ့တည်ချာချာတောင်းပန်မှုမရှိဘဲနှုတ်ဆိတ်ရှောင်လွှဲနေခဲ့တဲ့လုပ်ရက်ကပြည်သက်တွေကိုပိုပြီးဒေါသထွက်စေခဲ့တာပါ။ဒီလိုနာမည်ပြတ်တွေကြောင့်ကင်ဆိုယွန်းဟာပရိသတ်ရှိကနေလုံးဝပျောက်ကွယ်သွားခဲ့ပြီးဘသူမျက်နှာကိုမှမကြည့်ရဲလောက်အောင်အထိအရှက်ရခဲ့ရပါတယ်။တကဘာလုံးကပရိသတ်တွေကလည်းသူ့ကိုနှစ်သားလေးအဖြစ်ကနေနတ်ဆိုးတစ်ယောက်အဖြစ်ပြောင်းလဲသတ်မှတ်ခဲ့ကြပါတယ်။ဒါပေမဲ့အံ့ဩစရာကောင်းတာကတော့ဒီလောက်ထိဆိုးရွားတဲ့လုပ်ရက်တွေရှိခဲ့တယ်လို့ဆွဆွဲခံနေရပေမဲ့လည်းသူ့ကိုအစိုးရအောင်ချစ်နေစေဖြစ်တဲ့ပရိသတ်တချို့ရှိနေသေးတာပါပဲဘလို့ပဲဖြစ်ဖြစ်ငါတို့မင်းသားကိုချစ်တယ်ငါတို့မင်းသားအမှန်ဆိုတဲ့ပရိသတ်တွေရဲ့အားပေးမှုကလည်းအခုချိန်ထိရှိနေသေးပါပဲအခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရကင်ဆိုယွန်းဟာအခုလိုနာမည်ဆိုးတွေကြားထဲမှာတော့စကားသစ်တွေရိုက်ကူးဖို့ကမ်းလှမ်းမှုတွေရရှိနေတယ်လို့သိရပါတယ်မင်းသားဘက်ကသတင်းအတိအကျမထွက်လာသေးပေမဲ့ငကူကလေးကမျက်နှာပြောင်တိုက်စွာလှုပ်တက်သူမလို့ပရိသတ်အမြင်တွေကိုဂရုမစိုက်ပဲအမှုပညာပြန်လုံးမဲ့တဲ့ကမှန်မှုများနေပါတယ်တကယ်တော့သူ့ကိုအပြစ်မမြင်ပဲအားပေးနေတဲ့ပရိသတ်အမာခံတွေကြောင့်သာအမှုပညာလောကတွေကိုတကြောပြန်လဲဝင်ရောက်လာဖို့တတိရှိနေရလားဆိုပြီးစဉ်းစားစရာဖြစ်လာခဲ့ပါတယ်ဒီလိုနာမည်ပြတ်တင်တဲ့လူဟာအရင်လိုထိတ်တန်းမင်းသားအဖြစ်ပြန်ရောက်လာဖို့စတင်ပြင်ဆင်နေပြီဖြစ်တဲ့တဲ့တွေကြောင့်တောင်ကိုရီးယားအမှုပညာလောကကတော့ပြန်လဲလှုပ်ခတ်လာခဲ့ပါတယ်ဘလောက်ပဲရုပ်ချောပြီးအရင်ကဘလောက်ပဲအောင်မြင်ခဲ့ပါစေအခုလိုနာမည်ဆိုးတွေနဲ့လူတစ်ယောက်ကအမှုပညာပြန်လုပ်မယ်ဆိုရင် K-drama ချစ်ပရိသတ်တွေကရောအရင်လိုလက်ခံအားပေးသွားကြအောင်မလားဆိုတာကွန်မန့်မှာအမြင်လေးတွေပြပြခဲ့ပါဦးနော်